Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပါဝါမီလေးလာပြီမဲ့လုံးဝမပူတော့တဲ့ unit OG တစ်လုံးကိုပြုပြင်ကြည့်မှာဖြစ်ပါတယ်ဆက်လက်ရှုစားအားပေးကြပါအောင်ဒီမှာ unit OG လေးတစ်လုံးရောက်လာပါတယ်ပန်ရှင်ပြောပြချက်အရတော့ပါဝါမီလေးလင်းတယ်ဒါမဲ့ unit ကတော့လုံးဝမပူတော့ဘူးလို့ပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ဖြုတ်ပြီးတော့စစ်ဆေးခြင်းမှာဖြစ်ပါတယ်အဲ့တော့အောက်ကအဖုံးလေးကိုဖြုတ်မယ်အခုအောက်ကအဖုံးလေးကိုစကူလေး3လုံးပါတယ်အောက်ကအဖုံးမှာစကူလေး3လုံးပါတယ်အဲ့ဒါကိုဖြုတ်နေတာဖြစ်ပါတယ်အဲ့တော့ unit O ရဲ့အောက်ကအဖုံးလေးကိုဖြုတ်ကြည့်မယ်စကူလေးတွေကိုဝက်လက်လေးနဲ့ဖြုတ်မယ်ပြီးအထဲမှာဘယ်လိုဖြစ်နေတာလဲဆိုတာကိုကြည့်ရှုကြည့်မယ်အထဲမှာကြည့်ရတာတော့ဝါယာကြိုးတွေဆက်တွယ်ဝါယာကြိုးတွေပြတ်တောက်နေတာမတွေ့ရဘူးအဲ့တော့ဒီမှာအဖြူရောင်ခလုတ်တာမယ် switch လေးတစ်ခုတွေ့ရတယ်အဲ့တော့ဒီတာမယ် switch လေးကိုတန်တရားရှိတယ်ဒီတာမယ် switch လေးပြတ်နေတာများလားအပူလုံပြီးတော့ပြတ်နေတာများလားဆိုပြီးတော့တန်တရားရှိတယ်အဲ့ဒါကြောင့်မို့လို့ဒီမှာဒီတာမယ် switch မှာဆက်ထားတဲ့ဝါယာကြိုးလေးနဲ့စကိုဒီမှာပူးပြီးတော့ပြန်ဆက်ပြီးတော့ပါဝါနိုးစမ်းခြင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဝါယာကလစ်လေးနှစ်ခုကိုပူထားတယ်ပြီးတော့မီးဖွင့်ကြည့်တာကတော့ဒီမီးပလက်ကြိုးလေးထိုးကြည့်တာကတော့ဒီ unit O လေးပါဝါလာတာကိုတွေ့ရတယ်ပူလဲပူတာကိုတွေ့ရတယ်ဒါဆိုရင်တေချာသွားပြီဒီအလေကဒီမှာအလေတက်တက်ကဒီတာမယ် switch လေးပြတ်နေတာဖြစ်ပါတယ်အဲ့ဒါကိုဖြုတ်ထုတ်မှာဖြစ်ပါတယ်အဲ့ဒါတေချာအောင်မီတာလေးနဲ့ထပ်ပြီးတော့တိုင်းတာစစ်ဆေးခြင်းမှာဖြစ်ပါတယ်အဲ့တော့ခုနပူထားတဲ့ဝါယာလေးကိုလည်းပြန်ပြီးတော့ဖြုတ်မယ်ဖြုတ်လိုက်ပါပြီဒီလိုလေးနှက်လေးနဲ့ဆွဲထားတာဖြစ်ပါတယ်သူရဲ့မူလပါလာတဲ့ပုံစံတော့အဲ့ဒါကိုကျွန်တော်တို့ဒီမှာပူးကြည့်တယ်ပူးကြည့်ပြီးတော့မီးကြိုးထိုးပြီးတော့စမ်းကြည့်တဲ့အခါမှာတော့ဒီနေဦးလေးကပူတာဖြစ်ပါတယ်အဲ့တော့ဒီတာမယ် switch လေးကိုပြတ်နေတာဖြစ်တဲ့သူဖြုတ်ထုတ်မယ်အဲ့တော့သူပုံမှာပါတဲ့အပူချိန် degree ကိုဖတ်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ဖတ်ကြည့်မယ်ဆိုရင်ဒီမှာ125 degree celsius ဆိုပြီးတော့ရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့သူကဒီတာမယ် switch လေးကအပူချိန်125 degree ရောက်တာနဲ့သူကဖြတ်ချပေးမှာဖြစ်ပါတယ်အပူမလွန်အောင်အိုးမပြတ်အောင် unit O အပူမလွန်အောင်သူကဖြတ်ချပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တေချာအောင်မီတာလေးနဲ့တိုင်းတာစစ်ဆေးကြည့်မယ်ဒါတော့တာမယ် switch ကလေးအသက်လေးဖြစ်ပါတယ်ပုံစံလေးကတော့နည်းနည်းလေးကွဲပါတယ်အပူချိန် degree ကတော့အတူတူပဲဖြစ်ပါတယ်125 degree celsius အတူတူပဲဖြစ်ပါတယ်အဲ့တော့ခလုတ်အဟောင်းလေးကိုအရင်ဆုံးမီတာလေးနဲ့တိုင်းကြည့်မယ်အသက်မီတာကိုတမ်းမြစကေးမှာထားပြီးတော့တိုင်းကြည့်တာဖြစ်ပါတယ်မီတာလုံးဝအသက်မမြည်ပါဘူးခလုတ်အသစ်လေးကိုတိုင်းကြည့်မယ်မီတာအသက်မြည်တာကိုကြားရမှာဖြစ်ပါတယ်မီတာမှာလည်းကဏ္ဍလေးတွေပြေးနေတာပြနေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီခလုတ်အဟောင်းလေးကတော့အလုံးဝအဆက်အသွယ်မရှိတော့ဘူးပြတ်သွားတာသိချသွားပြီဖြစ်ပါတယ်ဒီခလုတ်တစ်လေးကတော့ဆက်သွယ်ပြနေတယ်အကောင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခလုတ်တစ်လေးကိုတက်ဆင်ပေးခြင်းမှာဖြစ်ပါတယ်အဲ့တော့ဒီမှာခလုတ်အသစ်ကိုတက်ဆင်ဖို့အတွက်ကြတော့ဒီမှာဝါယာတွေကမှာဒါဝါယာကွင်းနဲ့လာတယ်ပြီးတက်ဆင်ရမှာကကြီးကလစ်နဲ့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဝါယာကျိုးဝါယာထိတ်ဆမှာရှိတဲ့ဝါယာကွင်းလေးတွေကိုဖြတ်ချပြီးတော့ဒီကြီးကလစ်တွေနဲ့တက်ဆင်ပေးမှာဖြစ်ပါတယ်
တော့ဒီမှာဝါယာချိုးလေးကိုဖြတ်လိုက်ပြီးဖြစ်ပါတယ်ပြီးရင်ဒီဝါယာကြီးကလေးတွေနဲ့တတ်ဆင်လိုက်ပြီးဖြစ်ပါတယ်ဒီမှာကြီးကလေးတွေတတ်ဆင်လိုက်ပြီးရင်ဒီခလုတ်မှာတတ်ဆင်ပြီးတော့ဥပမာတတ်ဆင်ထားတာဖြစ်ပါတယ်ဒီမှာနောက်ဒီမှာဒီလိုပုံစံလေးတတ်ဆင်ရမှာဖြစ်ပါတယ်ပြီးရင်ခလုတ်လေးကိုမူလီနှက်ကောင်လေးနဲ့နှက်ကောင်သေးသေးလေးနဲ့ပြန်ပြီးတော့ချက်ပေးရမှာဖြစ်ပါတယ်ခုတော့ပြန်ပြီးတော့ချက်နေတာဖြစ်ပါတယ် screwdriver လေးနဲ့ပြောရမယ်ဆိုရင်ဒီခလုတ်မှာတတ်ဆင်ရမယ့်ပုံစံအဟောင်းမှာတော့သူကစကူအပေါက်လေးပါတယ်နှက်နဲ့ကြားလိုက်ရုံပဲဖြစ်ပါတယ်ဒီခလုတ်အစ်စ်မှာကျတော့သူကစကူနဲ့ချက်ဖို့အပေါက်မပါဘူးအဲ့ဒါတော့ကြောင့်မလို့ဒီမှာတော့ဝါယာကျိုးထိတ်ဆမှာကလစ်လေးဝါယာကလစ်လေးတက်ပြီးတော့ပြန်ပြီးတော့တတ်ဆင်ထားပေးတာဖြစ်ပါတယ်ခုကတော့ခလုတ်လေးမြဲနေအောင်ဒီမှာတေချာမူလီနှက်ကောင်လေးချက်ပေးနေတာဖြစ်ပါတယ်ပြီးသွားပါပြီပြီးတော့ဖုန်းလေးပြန်ပြီးတော့တက်ဆင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဖုန်းလေးပြန်ပြီးတက်ဆင်မယ်ပြီးရင်စကူလေးနှလုံးကိုပြန်ပြီးတော့တက်ဆင်ပေးမယ်ပြီးစကူလေးတွေကိုပြန်ပြီးတော့ချက်ပေးလိုက်မှာဖြစ်ပါတယ်ပြီးတော့ယူနီအိုးလေးကိုမီဂျိုလေးထိုးပြီးတော့စမ်းကြည့်မှာဖြစ်ပါတယ်အဲ့တော့မီပလက်ချိုးမှာမီဂျိုလေးထိုးလိုက်ပါပြီမီဂျိုလေးထိုးပြီးတော့ပါဝါခလုတ်လေးဖွင့်ကြည့်မယ်တော့ဆဲပါဝါခလုတ်လေးပိတ်ထားတဲ့အနေထားဖြစ်ပါတယ်ဒီမှာပါဝါမီလေးတစ်လုံးမှမလဲပါဘူးဆိုရင်ခလုတ်လေးဖွင့်လိုက်မယ်ပါဝါခလုတ်လေးဖွင့်လိုက်မယ်ပါဝါခလုတ်လေးဖွင့်လိုက်ပါပြီဒီမှာပါဝါအင်ဒီကေတာမီလေးလင်းလာပြီဖြစ်ပါတယ်အထဲမှာရေကတော့ပူမလာသေးပါဘူးရေကတော့မပူလာပါဘူးရေနည်းနည်းလေးတော့ထည့်ထားတယ်ဒီမှာခလုတ်လေးလက်ဒီခလုတ်လေးကိုတင်ကြည့်မယ်ခလုတ်ရဲ့၄ပုံတစ်ပုံလောက်ဖွင့်ထားကြည့်ပါတယ်ဒီမှာပါဝါလေးလာပြီးမျိုးထဲမှာအတန်လေးကြားနေရတယ်ဒီမှာဒီအပူပေးတဲ့မီးလေးလင်းလာတော့တွေ့ရမှာဖြစ်ပါတယ်အပေါ်ကတော့နှွေးမီးအောက်ကတော့အပူမီးဖြစ်ပါတယ်အခုနည်းနည်းလေးပူလာတာနဲ့အနှွေးမီးကိုပြောင်းသွားတာတွေ့ရမယ်ပြီးယူနေဆူတာလည်းရက်သွားတယ်ဒါဆိုပါဝါတော့ပြန်လာပြီဖြစ်တယ်ယူနေဦးလည်းပြန်ပြီးတော့ပူပြီးဖြစ်ပါတယ်ဒါဆိုရင်တော့ဒီခလုတ်လေးကိုထပ်ပြီးတော့တင်ကြည့်မယ်တဝက်လောက်တင်ကြည့်လိုက်တယ်ပြီးတော့လောက်နေအပူမီးကိုပြောင်းသွားမလားဆိုတော့စောင့်ကြည့်မှာဖြစ်ပါတယ်အပူမီးကိုပြောင်းသွားပြီဖြစ်ပါတယ်ရေနည်းနည်းလေးအေးလာတာနဲ့အပူမီးကိုပြန်ပြီးတော့ပြောင်းသွားပြီဖြစ်ပါတယ်အဲဒီနေ့ဦးထဲမှာတော့ဒီနေ့လေးစပြီးတော့ဆူလာတော့မှာဖြစ်ပါတယ်စပြီးတော့ဆူနေပြီဖြစ်ပါတယ်ရေလေးတွေစပြီးတော့ပူလာပြီဖြစ်ပါတယ်ဒါဆိုရင်စင်ပြေပါအောင်တွေ့ရတယ်ဒါဆိုတော့ခလုတ်လေးပြန်ပိတ်လိုက်မယ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဒီရေနွေးဦးကြီးလေးကိုပြုပြင်သွားတာအဓိကသူ့ရဲ့ပြချက်ကတော့သူ့ရဲ့အောက်ခြေမှာတက်ဆင်ထားတဲ့ thermal switch ခလုတ်လေးကပြတ်သွားတာဖြစ်ပါတယ်လုံးဝအဆက်အသွယ်မပေးတော့တာဖြစ်ပါတယ်လုံးဝအဆက်အသွယ်မရှိတော့တာဖြစ်ပါတယ်အဲ့ဒါကိုလဲလဲတက်ဆင်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့